ကိုချင်းမဘူးရချင်းတော့ကိုပြင်ဆင်ပြီးတော့ဘုရားရှင်နာမတော်ဤတာ၍ကိုကြည်ပါစေဒီတော့လေတချင်းဆိုတာကြာပြီဆိုတော့စာလေးနေလည်းငါ့မရလို့ဆိုတချင်းဆိုတာတော့ကြာနေအတိုင်းကောင်းတော့ဘုရားမယ်ဘုရားကိုချီးမွမ်းခြင်းတော့ကြောင့်ဆိုရမှာဖြစ်ပါတယ်တချင်းကိုစာတော်အဓိကစာတော်နားထောင်ပြီးတော့အတန်တော့နားထောင်ကြတော့အတိုင်းကောင်းတယ်မို့ဒီတချင်းကျွန်တော်ဒီတချင်းကိုကြားကြချင်းကျွန်တော်စိတ်ထဲမှာညာခံစားတယ်ဒီတချင်းအရင်ကောင်းဆိုတဲ့သူကတော့ဆရာငယ်လေးဖြစ်တယ်သူရဲ့အသက်တာကြီးတဲ့ခါမှာတချင်းတော့ကဲဆူမိုက်တဲ့သူဖြစ်တဲ့ဆရာငယ်ရသူရဲ့အသက်တာနဲ့သူရဲ့ဒီစာရေးစံရွေးမှုရှိစတဲ့ဖြစ်တဲ့တော့ဒီတချင်းအရင်ကောင်း